မင်္ဂလာပါဒီနေ့တော့ငါးနဲ့စင်ခန်းကျင်လေးနဲ့ချက်စားရဲပေါ့နော်အဲဒါကြောင့်မလို့ချက်နီးလေးတွေများပေးလိုက်ပါတယ်စင်ခန်းကျင်လေးရဲ့အချင်းသက်နဲ့ငါးဟင်းနဲ့တကယ်ကိုလိုက်ဖက်ပါတယ်အရင်ဆုံးငါးကိုစားချုံမုံပြီးတော့စနွင်းထည့်ပြီးတော့မှနေနှက်ထားပါမယ်စားတော့လည်းနည်းနည်းများလေးထည့်လိုက်တယ်ပေါ့နော်အချင်းနဲ့ချက်မှာဖြစ်တဲ့အတွက်ပါတို့နေနှက်မယ်15မိနစ်လောက်နေနှက်ထားလိုက်ပါတယ်အဲ့ဒီတော့တွင်မှာခရမ်းကျင်လေးချက်သွန်နီးချက်သွန်ဖြူဂျင်းဒါတွေကိုပြင်ဆင်ထားပါတယ်စိတ်ခမ်းကျင်တွေရောနှလုံးထည့်ရပေါ့နော်စီပူလာပြီဆိုတော့ချက်သွန်ဖြူကိုရင်စီတက်ပါမယ်ချက်သွန်ဖြူနည်းနည်းမွေးလာပြီဆိုတော့ချက်သွန်နီးကိုထည့်ပြီးတော့စီတက်ထားပါမယ်ဒီမှာဂျင်းကိုထည့်ပါတယ်ပြီးရင်တော့အယုံနေမုံကိုထည့်ပြီးတော့စီတက်ပါမယ်ခရမ်းကျင်ဒီတစ်လုံးထည့်ထားပါတယ်ခရမ်းကျင်ဒီအရင်လိတ်နေအောင်စီရင်တက်မယ်နော်သူ့ကိုရေလေးလေးထည့်ပြီးတော့မှလည်းလိတ်သွားအောင်ထိုးလို့ရပါတယ်စီနဲ့ဆိုတော့လည်းနည်းနည်းကြာလေးထိုးပါခရမ်းကျင်ဒီလိတ်သွားပြီလဲဆိုရင်တော့ခဏနှက်ထားတဲ့ငါးကိုထည့်ရမှာပဲစင်ခန်းကျင်တွေကတော့စင်ပြေလို့လေးတုံးထားပေးပါတယ်အရင်ကြီးကြီးလည်းမဟုတ်ဘူးငါခဏထည့်လုံးပြီးရင်တော့စင်ခန်းကျင်တွေကိုထည့်ပါမယ်ခဏမွေးပြီးရင်တော့ရေထည့်ပြီးတော့အပိုးထားလိုက်အောင်ပါပဲဟဲိုးဆူလာပြီဆိုတော့အရသာနည်းနည်းမြည်ကြည့်ပါတယ်အရသာနည်းနည်းပေါ်နေတာဖြစ်တဲ့အတွက်စားအချုံမုံထပ်မထည့်တော့ဘဲနဲ့ပဲငံပြားရည်တစ်စုံထည့်လိုက်ပါတယ်ပဲငံပြားရဲ့အရသာအငံပေါ့နော်ငံချိုလေးပါသူရတာအဲ့ဒါထည့်ပြီးတော့အရသာမြည်တော့အနေတော့ဖြစ်သွားပြီဆိုတော့ငရုတ်သီးစိမ်းလေးအုပ်လိုက်တယ်ပြီးတော့ချက်သွန်မိတ်ကလေးအုပ်လိုက်တယ်ပေါ့နော်အရသာရဲ့လုံးဝချင်ချိုလေးနဲ့အတော်ပါပဲငါးရင်ကြိုက်တဲ့လူဆိုတော့ဒီဟင်းကတကယ်ကိုကြိုက်တွေ့မှာပါမင်းစားလဲမိန်နေပေါ့နော်တမဲတဲ့နဲ့တော့မိန်ပါတယ်